လေးလေးကြည့်ရတာတနာလို့မဟုတ်ဘူးရပါတယ်သွားတစ်ချောင်းကငလင်းလုံးဝပါသွားတာထွေးလေးကိုဦးရတော့ရှာဘာချပါဆိုသမီးယူသူရှာမှာအဲ့ထက်ပြောတယ်စုချအမလို့ဦးရတော့ချမှာသွားရတဲ့တွေရဒီကထွက်နေပြီစုမချသေးကတွေနဲ့ရေပတ်တာပေါ့နော်ထွေးလေးအထွေးလေးကိုမပြတ်ထွေးလေးတယ်ထွေးလေးတော့အေးမိမနဲ့ပြဿနာတက်လိမ့်မယ်ချူထွေးလို့ခေါ်လေလေးလေးထွေးလေးကိုဘယ်လိုပဲပြောအဲ့မှာလည်းအထွေးလေးကိုတော့ကြောက်အားပေးလေးပါဟုတ်ကဲ့ပါထွေးရဲ့ငါဘောတနာယူဟိုနားမှာတပိုင်းရှိတယ်သွားတောင်းလိုက်ရောပါမဟုတ်ဘာချတာလို့စုချတယ်တဲ့ပြောပရိသတ်ချပါတယ်တမျိုးထင်နေအောင်မယ်ဦးကလည်းဝါသနာဟုတ်ပါတာပါဦးကထွေးလေးကိုချတယ်ဆိုတာကြီးပဲချလိုက်တာလေဝိသားတွေမင်္ဂလာပါလက်ပြိုကြီးတွေအေးလက်ပြိုလေးတွေပြောတာလက်ပြိုကြီးတွေတော့လေးလေးရမနဲ့ရှင်းနောက်တော့မချီနဲ့လေတော့ကြဘီလူတွေရိုက်နေတာတမျိုးထင်သွားအောင်မယ်လေးလေးနာမည်ကဘယ်လိုခေါ်လဲအေးမတည့်ရင်တစ်ခါတည်းရက်ထားလိုက်ပါတော့လေးလေးနာမည်ကဦးပေါင်ဆိုးဦးပေါင်ဆိုးငါပြီးဦးပေါင်ဆိုးဆိုတဲ့အတိုင်းဆိုးလိုက်တာလေးလေးရဲ့ဟောလေးလေးမိမရှိလားဟောရှိတယ်ဗောအဲ့ဘောဒီရရောက်မှမရှိလေဟောလေးလေးတာသမီးလေးရတော့အမလေးဘောလုံးတက်တာတော့ပြောင်းမွေးမဲ့ပုံစံပဲဒီသမီးတို့ကဘာလုပ်ချင်တာလဲသမီးတို့အပြိုလေးတွေတတိုက်ကအေးအပြိုလေးတွေဟုတ်ပြီရတယ်ရိုက်ပေးမယ်လေးလေးကောင်းလည်းရိုက်မိအောင်မယ်နော်သူကချတာဘာသာငါပါတယ်နည်းနည်းဝူးရရှင်းလေးလေးခဏဖယ်ပေးလာဝါလို့မထိုင်နဲ့လေသမီးကဘယ်လိုထိုင်ရမှာတော့